မျိုးသမီးသည်သူမ၏ညီမငယ်ကခင်မွန်း၏ပေါ်တွင်ထိုင်နေသည်ကိုမြင်လိုက်ရသည်သို့တော်သူမသည်ဘာမှမသိဟန်ဆောင်ကတစ်ဥတစ်ဖူးဆေးကိုတတိတရဖြင့်မှုတ်၍အေးခံပေးခဲ့သည်သူမ၏ခင်မွန်းဆေးအလုံးကိုကုန်အောင်တောက်လိုက်သည်ကိုစောင့်ကြည့်နေခဲ့သည်သူမနောက်ဆုံးတွင်ကျေနပ်သည့်အပြုံးကိုပြသခဲ့သည်သို့သောအမျိုးသားကဆေး၏အရသာထူးဆန်းကြောင်းတွေးလိုက်သည်ထိုခိုက်တန့်တွင်အမျိုးသမီးကဂင်းကိုစီးဖြင့်ပြုတ်ထားကြောင်းပြောလိုက်သည်သူမစကားဆုံးသည်နှင့်ခင်မွန်းသည်ချက်ချင်းပြင်းထန်စွာအော့အန်ခြင်းစတင်ခဲ့သည်အမှန်စင်စစ်အမျိုးသမီးသည်ပေါ့ပေါ့တန်တန်ဆက်ဆံရမည်သူမဟုတ်ခဲ့ပေသူမသည်ခင်မွန်းသည်ညီမငယ်အတွက်ကိုထိမ့်သိမ်းထားပြီးသူမကိုထိတွေ့ရန်ညှင်းဆန်ကညီမငယ်နှင့်စာကြည့်ခန်းတွင်နေ့စဉ်အတူရှိနေကြောင်းသိသည်ထိုချစ်သူနှစ်ဦး၏ဆန္ဒကိုပြည့်စေရန်အတွက်အမျိုးသမီးသည်ဟင်းရည်ထဲတွင်ကလေးမရနိုင်သောဆေးကိုအထူးထည့်ထားခဲ့သည်ထို့နောက်သူမ၏ခင်မွန်းတောက်သုံးသည်ကိုစောင့်ကြည့်ခဲ့သည်ညီမငယ်သည်သူခင်မွန်းကိုမိမြချစ်ကြောင်းသိလိုခဲ့သည်ထိုယုံစရာကောင်းသောလူများနှင့်ဆက်ဆံပြီးနောက်အမျိုးသမီးသည်သူမ၏အမိပေါက်ရှိဆေးဆိုင်သို့စည်ရင်းများစစ်ဆေးရန်သွားခဲ့သည်သို့သောတကားဝင်ချင်းမြေပြင်ပေါ်လဲကျနေသောအမျိုးသားတဦးနှင့်ကြုံတွေ့ခဲ့ရသည်အမျိုးသမီးသည်ဒဏ်ရာကိုမြင်လိုက်ရသည်သူမသည်သူ့ကိုကုသရန်ဆေးများချက်ချင်းယူဆောင်ရန်ပြင်ဆင်ခဲ့တော်လဲထိုအမျိုးသားကသူမကိုရုတ်တရက်ပြန်ဆွဲလိုက်သည်သူ၏လက်ထဲရှိစာတိုလေးကိုသူမအားပေးလိုက်ပြီးနောက်ဆုံးထွက်သက်ကိုရှူထုတ်သွားခဲ့လေတော့သည်